အေးထက်မြက်ကြီးလေးရကြရင်တော့ဘာခိုင်းမလဲ မခိုင်းပါဘူးကမင်းအလုပ်တကယ်ကြိုးစားတာပဲဟုတ်ငါမင်းကိုအလုပ်တီးခန့်လိုက်ပြီးဒီတလားအတွင်းမှာငါမင်းကိုအစမ်းကာလာနေထားတာဟိုအလုပ်တီးခန့်လိုက်ပြီးတော့ဒါမင်းတို့ဟာပေါ်စုပေးရဆူချင်းမိတာပေါ့မင်းအလုပ်ကြိုးစားမှုအတွက်ကျေးဇူးများကြရဲ့ကျွန်တော်အင်ဂျင်လေးအဆင်ပြေသွားတာဟုတ်အေးကြိုးစားဖို့ကဒီတမကကြိုးစားနော်ဟုတ်ကဲ့အေးဝင်နေခဏလာအောင်ဟဲ့အေးအကောင်လုံးပြောစရာရှိတယ်အခုရောခုံပြောင်းနေတယ်အဲ့ဒါဘယ်လိုတွေးမိကြသေးလဲခြိုက်ဒီလိုလုပ်ပါလားအဲ့ဒီတစ်ချက်လောက်စစ်ကြည့်လိုက်ပါအေးအဲ့ဒါဆိုရင်ဟုတ်ပြီမင်းတို့အဲ့ဒီတောက်လာခဲ့တော့ဟုတ်ဟာထက်မြက်သူဒါဘယ်လိုဖြစ်တာဟာငါမျိုးအများကြီးမျောလင့်ထားတယ်ကွာကျွန်တော်မဟုတ်ဘူးကြိုက်ကျွန်တော်လို့တော့မဟုတ်ဘူးမင်းကအခုမှလာပြောပြမယ်မင်းဦးကြီးထုတ်ဆွဲပြီးဆေးတော့ကျွန်တော်လို့တော့မဟုတ်တောင်းမှန်မှကြိုက်ရဲ့ကဲသွားလိုက်ရောက်သွားမင်းတို့မင်းဒီစိတ်တဲ့မျက်ရှိငါမျိုးလုံးဝအလုံးမခံဘူးအေးကျွန်တော်ပြောရရင်ရှိလို့ဗျအေးပြောလေဟုတ်တယ်ကိုချက်ကွာ